ဒီအုပ်စုမှာပါဝင်တဲ့အသင်း၅သင်းနဲ့မှအသင်း3သင်းဟာပဲလာမယ့်2016ခုနှစ် Saudi Arabia နိုင်ငံမှာကျင်းပပြုလုပ်မဲ့ U17 အာရှဖလားပြိုင်ပွဲကိုတော့ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ဒါကြောင့်အင်ရှင်မြန်မာအသင်းတို့ပွဲစဉ်တိုင်းကတကယ်ကိုအရေးပါနေကြတာဖြစ်ပြီးတော့ချစ်စပွဲအောင်ဖို့အတွက်ဒီနေ့ပွဲစဉ်မှာလည်းနှီးပေါ်အသင်းကိုမဖြစ်မနေအနိုင်ကစားဖို့အတွက်လိုအပ်နေကြတာဖြစ်ပါတယ်။ဒီပေါ်တင်မယ်ဆူရှန်တပ်ပါဒါမဲ့လည်းမာတင်ပဲပြန်တားလာတယ်မြအောင်တီဟာခန်းစစ်ကိုပဲပြန်တွဲလာတယ်မြင့်မြတ်ကိုအလေကိုပေးလာပြီမာတင်ပဲဂျာလာသေးမြမာတင်ရဲ့ခြေထဲမှာမရှိသေးမြတောက်လျှောက်ပဲဆွဲတက်လာတယ်ရန်နိုင်အောင်ဘလုံးရရှိဖို့ကြိုးစားမှာတော့ပြိုင်ဘက်ခန်းစစ်ကပဲရှင်းထုတ်ထားခဲ့တာဖြစ်ပါတယ်အောင်တီဟာချက်လှည့်လာတယ်မာတင်ပဲဘယ်ကျန်ပြန်တွဲလာတယ်ညမင်းသူခြေနေကြည့်နေမြညမင်းသူပဲအေးရဖြတ်ချိုးပေးတာမြတ်မီမာတင်ပြန်လိုက်ဆဲလာတယ်ပိုင်ဆိုးကျော်ဂျာလာတင်မြမာတင်ပဲအချိန်မှာဒီပေါ်တင်ရခန့်စင်းနဲ့ညှိပြီးတော့မာတင်ကလက်ပြပေါ်မြောက်ခွင့်ရရှိမှာဖြစ်ပါတယ်မာတင်ပဲညီတန့်ချက်ထိန်းထားတယ်လက်ဖြတ်ချိုးပေးမြန်ပြီအချိန်မှာတော့ပေးဖို့မှုကအတော်လေးလူရတော့မရောက်ခဲ့ပဲနဲ့ပြန်မဲ့တင်းရဲ့ကိုသမားဖိုးဟာတော့စီပဲရောက်ရှိခဲ့တာဖြစ်ပါတယ်မြန်မာယူဆက်ခွန်တင်းကတော့ပြီးခဲ့တဲ့အဖွင့်ပွဲစဉ်မှာအာဖဂန်တင်းကို3ဂိုးတကူနဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီးတော့အပွဲစဉ်မှာတော့မြန်မာတင်းရဲ့ကစားသမားတွေဖြစ်တဲ့မြို့ခန့်ကျော်ရန်နိုင်အောင်နဲ့အဆိုင်မြတ်မင်းတို့ကအသင်းဂိုးတကူစီတင်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်အောင်တီဟာအရှိကိုထိုက်ကံပို့ထားမြင်ပြီအချိန်မှလည်းရှိမှရှိနေတဲ့တိုက်စစ်ကစားမရင်းနဲ့အောင်နဲ့ချိတ်ဆက်နိုင်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီချိန်မှာတော့ပေးဖို့မှုကအတော်လေးတော့များနေခဲ့မြလာမယ့်2026ခုနှစ် Saudi Arabia နိုင်ငံမှာကျင်းပပြုလုပ်မဲ့ U17 အာရှဖလားပြိုင်ပွဲကိုတော့စုစုပေါင်းအသင်း16သင်းနဲ့ရှင်ပြိုင်သွားမှာဖြစ်ပြီးတော့လက်ရှိမှာအသင်း9သင်းကတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထားခဲ့တာဖြစ်ပါတယ်။ကျန်တဲ့ခြေစစ်ပွဲဝင်ခွင့်9နေရာစာအတွက်လက်ရှိမှာအသင်းပေါင်း38သင်းကအုပ်စု9စုခွဲပြီးတော့အခုလိုမျိုးခြေစစ်ပွဲစဉ်တွေကိုရှင်ပြိုင်ကစားနေကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှင်ပြိုင်ကစားနေတဲ့အခရုကြီးမှာတော့အင်ရှင်မြန်မာအသင်း၊အိုမန်အသင်း၊အာဖဂန်အသင်း၊စီးရီးယားအသင်းနဲ့လီဘောအသင်းတို့ပါဝင်နေခဲ့တယ်မြ။မာတင်ပဲချင်းနေကြည့်နေဝင်မဲ့တန်းခန်းစီကိုပဲပြန်တွဲလာတယ်မြင့်မြတ်ကိုပေးခွင့်တော့မတာသေးဘူးမြမာတင်ပဲခန်းစီကိုပြန်ပေးလာတယ်မြို့ခန့်ကျော်လင်းနဲ့ပြန်တွဲလာတယ်မာတင်ပဲဝင်မဲ့တန်းဒပေးမှားတယ်မြဒီပေါ်တင်ပဲခက်ကလင်းနဲ့ပြန်တွဲလာတယ်ဘရာရှက်ဒီဘက်ခါကီဒီပေါ်တင်ပဲဒီဘန်ကာခီမာတင်ပြန်ရလာတယ်မြတောက်လျှောက်ပဲစိုင်းပြန်ပြီးအေးရဲ့ဝင်လာပြီလေဖေးလာပြီနိုင်ပြီကိုဘီညာဒီချိန်မှာလည်းရဲနိုင်အောင်မာတင်တို့လိုအပ်နေတဲ့ဥဆောင်ကိုတော့ဒုတိယမြောက်ပွဲမှာဒုတိယအကြိမ်ထပ်ပြီးတော့အသွင်ယူပြနိုင်ခဲ့ပြီဖြစ်ပါတယ်ပြိုင်ဘက်ကဖိအားပေးရင်အနည်းငယ်ပြရခက်လေးရှိတဲ့နီဘောတင်ရဲ့ခံစစ်ဒီချိန်မှာလည်းဒီဘန်ကာခီရဲ့အမှားအနေမြန်မာတင်ရလာတဲ့အခွင့်အရေးတစ်ခုတော့အကောင်းဆုံးသုံးချပြီးတော့တွင်ကိုတစ်ခုဖြစ်ပြောင်းလဲနိုင်ခဲ့ပြီဖြစ်ပါတယ်။ရရှိလာတဲ့ခွင့်အရေးတစ်ခုတော့ဆိုင်းမြတ်မင်းအေးရထဲမှာအဆင်သင့်ရှိနေတဲ့ရဲနိုင်အောင်တော့အကောင်းဆုံးပံ့ပိုးနိုင်ခဲ့တာဖြစ်ပါတယ်။ကိုဆက်ဝင်းရရေးပွဲစပိုင်းမှာပဲမြန်မာတင်ကတော့ပွဲကိုစတင်ပြီးတော့ဥဆောင်လိုက်ပြီးဖြစ်ပါတယ်။ဟုတ်ပါတယ်ကိုငင်းဆိုရင်အာဖဂန်နဲ့ပွဲစဉ်မှာအကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ကစားမတစ်ခုဖြစ်တဲ့ဆိုင်းမြတ်မင်းနဲ့ရဲနိုင်အောင်တို့ရဲ့အတွဲဖက်ကနေမြန်မာယူဆက်ကိုတင်ရတော့လက်ရှိချိန်မှာဦးဆောင်ကိုစတင်ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဒီပေါ်တင်အနေနဲ့စီးရီးယားတင်တဲ့ပွဲစဉ်မှာလည်းယခုလိုမျိုးပြန်မကိုဖိအားပေးနေတဲ့မှာခန်းစင်မှာဟာကော့တွေပေါ်လာပြီးတွင်းကိုတွေခွင့်ပြုပေးခဲ့ရလို့ဒီနေ့ပွဲစဉ်မှာလည်းမာယူဆက်ကိုတင်တော့
ပွဲသားကြီးစောပိုင်းမှာတင်3ဂိုးတကိုးစတင်ခွင့်ပြုပေးလိုက်ရပြီလည်းဖြစ်ပါတယ် ပြိုင်မဲ့တင်ကတောက်လျှောက်ဖိအားပေးရင်အနည်းငယ်ပြအခက်လေးရှိတဲ့အနီဘောတင်ရဲ့ခံစစ်ဒီနေ့မှလည်းစီးရီးယားတင်တဲ့ပွဲစဉ်တုန်းကလိုပဲအဲ့လိုပုံစံတိုင်းပဲအင်ရှင်မာတင်ကိုတော့တင်ကိုတကူစတင်ပြီးတော့ခွင့်ပြုပေးခဲ့ရပြီဖြစ်ပါတယ်လက်ရှိမှာတင်ကိုတကူရသွားတဲ့မြန်မာအသင်းနောက်ထပ်ဘလို့ကောင်းမွန်သောပုံစံတွေကိုထပ်ပြီးတော့မြင်တွေ့ရမလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီနေ့သူ့နောက်ခွင်းထဲမှာလည်း12ရက်မြောက်ကစားသမားတွေလို့ဆိုရမယ်အင်ရှင်ပရိသတ်တွေကလည်းတကယ်ကိုအင်တိုင်းအားတိုင်းလာရောက်ပြီးတော့အားပေးနေတဲ့အနေအထားမျိုးတွေတော့မြင်တွေ့နေကြရတာဖြစ်ပါတယ်လုံးဝတာဝန်ကျတဲ့ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူအင်ရှင်ယူဆက်ခွန်မြန်မာအသင်းဘယ်လောက်ထိဒုတိယပွဲစဉ်မှာလည်းအကောင်းဆုံးတောက်ပပြနိုင်မလဲဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ထဝီယန်ခန်းစင်းနဲ့ပြန်တွေ့လာတယ်မြင်းမြတ်ကိုကိုရှေ့ပတိုင်ကန်ပိုတာမြန်ပြီတောက်လျှောက်လိုက်နေတယ်ဒီဘော်တင်အခန်းစည်းကပြန်ရှင်းလာတယ်ဗျာဒီဘော်တင်မဲဒီချက်မှာကဆူရှန်တပ်ပါရတာတင်မြဒီဘော်တင်မဲဆူရှန်တပ်ပါအချိန်လေးကြည့်နေမြတပ်ပါပဲညာချမ်းနေပဲတောက်လျှောက်ဆွဲတက်ဖို့ကြိုးစားနေမာတင်အခန်းစည်းကိုကြော်လာတယ်ဒီဘော်တင်မဲရတာတင်မြဘူကန်ကာမီခန်းစည်းကိုပဲပြန်တွေ့လာတယ်မြဒီဘန်ခါခီအလေပြန်ပေးလာတယ်တင်ကောင်းဆောင်ပရာရှန်အချိန်လေးကြည့်နေမြဒီဘော်တင်မဲပရာရှန်ဒီဘန်ခါခီနဲ့ပြန်တွေ့လာတယ်ဒီဘန်ခါခီပေးခွင့်တော့မသားသေးဘူးနော်ဒီဘော်တင်ပြီးကြတဲ့စီးရီးယားတင်တဲ့ပွဲစဉ်မှာလည်းပြန်မတဲ့ကိုတောက်လျှောက်ပြန်လဲပြီးတော့ပြန်လန်တိုက်စစ်ဆင်နိုင်ခဲ့ပြီလေသူတို့ရဲ့အမှားများတဲ့ခန့်စစ်ပိုင်းရပဲပေးကိုတွေတောက်လျှောက်ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်ဒီဘော်တင်မဲညာချမ်းနဲ့ပြန်ထွေးလာတယ်ဘူဆန်ကာမီပေးခွင့်တော့မသားသေးဘူးများဟွာတင်မဲဟန်တာထားခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာအတွင်းကိုတကူကိုစီအတွင်းရရှိထားခဲ့တဲ့စိုင်းမြတ်မင်းနဲ့ရဲနိုင်အောင်ဒီနေ့ပွဲစဉ်မှာလည်းဒီမှာပရိသတ်တွေအကြိုက်တွေ့မဲ့အတွဲဆက်တစ်ခုကိုတော့ပွဲစမှာပဲလုပ်ပြသွားနိုင်ခဲ့ပြီဖြစ်ပါတယ်2006ခုနှစ်နောက်ပိုင်းအာရှဖလားမှာခြေစပွဲအောင်မြင်ထားခြင်းမရှိတဲ့မြန်မာယူဆက်ခွန်အသင်းနှစ်ပေါင်း20ဝန်းကျင်အကြာမှာပြည်သက်တွေအတွက်တကြောပြန်ပြီးတော့ခြေစပွဲအောင်မြင်နိုင်ဖို့အတွက်အကောင်းဆုံးစမ်းဆောင်သွားနိုင်မှာစောင့်ကြပါမယ်ဗျာဒီချိန်မှာတော့ရဲနိုင်အောင်လူကျွန်းနေထားမှာတော့ရရှိနေကြတာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ရဲ့ဥဆောင်ကိုသွင်းယူပေးထားခဲ့တဲ့ရဲနိုင်အောင်ဒီချိန်မှာတော့လူကျွန်းနေထားမှာရောက်ရှိနေကြတာဖြစ်ပါတယ်ကိုဆက်ဝေရန်ရင်မြန်မာအသင်းကတော့ရဲနိုင်အောင်ရဲ့အသင်းကိုတစ်ခုနဲ့အတူပွဲစပိုင်းမှာပဲပြိုင်မဲ့အသင်းကိုတော့စပြီးတော့ဥဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်လက်ကျန်ပွဲချိန်တွေမှာမြန်မာအသင်းဘယ်လောက်ထိအကောင်းဆုံးထပ်ပြီးတော့စွမ်းဆောင်ပြနိုင်မလဲကျွန်တော်တို့အတူတူဆက်လက်ပြီးတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကိုငင်းဆိုရင်ဒီချိန်ထိတော့ဒီဘောတင်ဘက်ကိုစက်ကွန်တင်းနေနဲ့အကောင်းမွန်ဆုံးဖိအားပေးမှုတွေပြုလုပ်ထားနိုင်ခဲ့ပြီးတော့ဒီဘောတင်ရဲ့အမှားယွင်းတစ်ခုကနေတော့ရဲနိုင်အောင်အကောင်းမွန်ဆုံးသုံးချပြီးတော့ဥဆောင်ကိုရှာဖွေပေးသားခဲ့ရလဲဖြစ်ပါတယ်ရမင်ကိုကိုဖိုင်ဆိုကျော်ဒီဘောတင်လည်းပြပေါ်များခွင့်ရရှိမှလည်းဖြစ်ပါတယ်ဒီကမာကရှိရဲ့ဆမကူမောကိုပေးထားတယ်ဆမကူမာကောင်းတိုက်ချပေးခဲ့ပြီမဲ့လည်းတိတ်မော်ရရှိနေခဲ့ရပဲဖြစ်ပါတယ်ထဝီယန်မြက်ကိုကိုချိုတိုက်ကနေပေးထားတယ်ဒါပေမဲ့လည်းမြက်ကိုကိုတိုက်စမှာရှိနေတဲ့ရဲတဲ့အောင်စီပေးခဲ့ပေမဲ့လည်းညာတော့ခဲ့ပြီးတော့ဒီဘောတင်ကိုသမားဘူဟာရာပဲမိတယ်ခင်ဗျာမာတင်မဲ့ဘောလုံးပြန်ရတာတယ်ဒါပေမဲ့လည်းဘောလုံးရယူချိန်မှာတော့ဘေးစီကိုကျော်လွန်ထားခဲ့ပြီဖြစ်တာကြောင့်ဒီဘောတင်လက်ပြပေါ်မြောက်ခွင့်ရရှိမယ်ခင်ဗျာဝမင်တန်အန်တူပိုင်နောက်တမှာမြန်မာတင်ပေးယူရပြုလုပ်နေခင်ဗျာဒီဝေးမားတယ်ဒီဘောတင်ပြန်ရထားတယ်
န်တာမီနစ်စကေမာကပူမန်ကမ်မီတီပန်ကာကီပရဒစ်တပါနောက်ဒီစင်းပြီးတော့ဘောလုံးလက်ခံထားရခင်ဗျာနစ်စကေမာကဘောတင်ဘောလုံးပိုင်ဆိုင်မှုတာစီယူပြီးတော့ဒီမှာတင်းဘက်ကိုခြေပတ်ကိုရရှိဖို့အတွက်ထိုးပေါက်ဖို့အတွက်ပြင်ဆင်နေရလဲဖြစ်ပါတယ်။ဒါပေမဲ့ဒီချိန်မှာလူပေးမှားခဲ့ပြီးတော့ဒီမှာတင်းမဲဘောလုံးပြန်ရထားရခင်ဗျာ။အော်ဒီယာဆိုင်မြမင်းကျွန်တော်ကြိုးစားခဲ့မယ်ဒီဘောတင်ဘောလုံးပြန်ရထားတယ်။ဘယ်မှာရှိနေတဲ့ Predator ဘောလုံးလဲဆက်ဖို့ကြိုးစားခဲ့ပြီမယ်လေပေးတဲ့ကဘောလုံးများနေကြတဲ့အကြောင်းဒီဘောတင်